ရင်စူဇန်ကရွှေပညာတွေကိုသင်ကြီးနေရမှာရွှေခဲတွေကိုဈေးကွက်ချနိုင်ဖို့ဘလို့ပုံစံမျိုးနဲ့ထပ်ပြီးတော့ထိုးဖောက်ရမလဲဆိုတဲ့နီလန် update တွေကိုလာပြီးတော့ next level တဲ့ထဲမှာလာပြီးသင်နေချင်းဖြစ်ပါတယ်စူဇန်ကပြောမယ်ဆိုလို့ရှိရင် MOE ဆရာနဲ့က2020လောက်တည်းကတွေ့ဘူးတယ်ဒါပေမဲ့အဲ့ဒီအချိန်ကတော့ကတ်မဆော့သေးဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်သူတင်တာသိတယ်ပြောတာသိတယ်ဒါပေမဲ့စူဇန်က2023လောက်မှာသူ့ရဲ့တင်တဲ့တစ်ခုကိုတက်ပြစီမှာအဲ့မှာဖွင့်တယ်ဆိုပြီးတော့ဖွင့်ထွက်သွားတာပေါ့နော်အဲ့တော့အဲ့ဒီကနေမှစူဇန်ကကလေးကလည်းပုံဝင်ရှိတဲ့ခါကျမို့ online ကနေလေ့လာတယ်လေ့လာသိရင်သင်ယူလေ့လာရင်သင်ယူလက်တွေ့လုပ်နေတယ်မှာအခုဆိုလို့ရှိရင်သင်တန်းကိုအပြင်တွေ့လာပြီးတော့ပထမဆုံး first time တက်တာဖြစ်ပါတယ်အဓိကကတော့ပြောရမယ်ဆိုရင်စူဇန်တို့သင်တန်းတက်ရုံနဲ့အောင်မြင်လားမေးတယ်သင်တန်းတက်ရုံနဲ့မအောင်မြင်ဘူးသင်တန်းတက်ရမယ်လက်တွေ့လုပ်ကိုင်နိုင်ရမယ်သူပြောနိုင်တဲ့အချက်လက်တွေဒီကိုယ့်ရဲ့လုပ်ငန်းနဲ့ဖြစ်ဆက်ပြီးတွေးနိုင်ရမယ်ဒီလိုတွေးနိုင်မှသာလျှင်အောင်မြင်တာဖြစ်ပါတယ်တချို့ကအရန်အောင်မြင်နေကြတယ်သူတို့အရန်အောင်မြင်နေကြဆိုပြီးအောင်မြင်တဲ့သင်တန်းလေးလိုက်တက်လို့ကတော့ကိုတိုင်းလက်တွေ့ချလုပ်ခြင်းမရှိဘူးကိုတိုင်းနားမလည်ဘူးကိုတိုင်းဒီထက်ကအချက်လက်တွေတစ်ခုရအောင်မယူတတ်ဘူးဆိုရင်တော့ process ပြောင်းလဲမှာမဟုတ်ဘူးဒါကြောင့်မို့ပြောချင်တာကရွှေလုပ်ငန်းပဲလုံးတခြားဘာလုပ်ငန်းပဲလုံး online ကိုပဲစပြီးတော့ဝင်လာကို့အတွက်အရေးကြီးတဲ့ဆရာသမားကောင်းဆိုတာလိုတာဖြစ်ပါတယ်ဒါကြောင့်မို့ဆရာသမားကောင်းဆိုတာရှိမှရပါမယ်စူဇန်မှာဆိုလို့ရှိရင်ဆရာသမားကောင်းတွေနဲ့အများကြီးဝန်းရနေတယ်အကြံဉာဏ်အခုချိန်ကြီးလည်းအကြံဉာဏ်ပေးတဲ့ဆရာတွေလည်းရှိတယ်ဆိုတဲ့ခါကျတော့လုပ်ငန်းရှိစားဖို့ဆိုရင်တဦးတယောက်တည်းရက်တည်လို့မရဘူးဆိုတာကိုတွေးထားပေးပါတက်ဝေဝမ်းကြောင်းပညာသင်မယ် business နဲ့ပတ်သက်တဲ့လမ်းကြောင်းနဲ့သင်မယ်ဒီလမ်းကြောင်းနဲ့သင်ပြီးတော့မှစူဇန်တို့လုပ်ငန်းတစ်ခု80မြင့်ရောက်နိုင်ဖို့အတွက်အလွယ်တကူဆုံးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကော်ပီပြပြပွားနိုင်ကြပါစေ